This is to the beach, all the way to beach. They have a city development plan. I said, it's for Tagado di soka ga ngaya jola. Yeah, you remember that? Everyone, you heard me. Camera ga tatua ka thare ha twa bi do. Oh! Look! 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 People starting? People still going here? Yeah, because you guys had a different time, baby, different tea. What's the There's latest? 100 teas, remember? And then What's the latest? more than 500 case cider. What's the latest time? What's the latest time they go? Wow. Sunsets. Huh? Sunsets. Like what time is They don't care sunsets or not because they have a light. What's the latest? Maybe 8. 8:30? 7 to 8. Summer so 8:30 လည်းရှိတယ်။သူကမိုးချုပ်လည်းလောက်တယ်မှာကျဆိုမီးတိုင်နေဆိုတော့အမဒီမှာရင်တော့အတန်းရှိနေဖိုလာဒီတော့ဘောလုံးဖတ်ရဘောလုံးကချဲ့တယ်ဆိုတော့အဲ့ဒီပြည်သူပိုင်းအကစားကွင်းကို Toba Cup. မီးထုံးပေးရတယ်ဆိုတာလေ Toba အဲ့ဒါ Cup. အမှန်ပဲလေသိချတာပေါ့ဒီစီအိုဆူရဲ့ဘာတွေရတော့ဒီတဲ့တိုင်တို့လူကြီးသားသမီးတွေသူတို့လူကြီးတွေတို့စက်ကောင်းဆောင်တွေ Can we အဲ့ဒါ get ကြောင့်မလို့လေ Bojangles? သူတို့ရဲ့လာစာနဲ့ဆိုရင်ဘယ်လို့မှဒီလိုလူဒန်းစားဖြစ်သူတို့မနေနိုင်ဘူးလေသူတို့ခိုးလို့သူတို့နေနိုင်တာလေမခရိုနီတို့ဘာတို့မဝတ်မရှုံကြီးတို့ယောက်ျားတို့ဘာလို့ဆိုသမီးနဲ့မအလားသမီးနဲ့ဟိုလောက်နေတယ်မလားဒါထိုင်းမဲတို့ဘာတို့ဒီထက်မကတခြားစီးပွားရေးအကုန်လုံးသူတို့ကအဲ့ဒီစစ်ခရိုနီတွေဟိုဖြစ်တယ်အဲ့ဒါပဲသူတို့လုပ်တယ်မဦးစောဆိုရင်သူများကအဲ့ဒီ AWD ဆိုမက်စ်မြန်မာခရိုနီစစ်ကြီးအဲ့ဒါကို2008တုန်းကသူများနိုင်ငံတကာဒါသူတို့ကိုစစ်အုပ်စုနဲ့ပေါင်းပြီးတော့ချမ်းသာတဲ့လူတွေကိုစီးပွားရေးပိတ်ဆို့တာသူတို့ရဲ့တာသမီတွေဗီဇာတွေပါတယ်ပိတ်တာသူတို့နိုင်ငံတကာမှာလူဝင်ဆက်ပေးပဲဘလောက်ပိတ်ဆက်ရှိသူတို့ကြောင်းသွားတက်လို့မရဘူးဗီဇာပိတ်ထားတယ်ဆပ်ရှင်လုပ်ထားတယ်သူတို့ရေးယူပိတ်ဆို့ထားတယ်စီးပွားရေးအရတစ်ပေးရေးပိတ်ဆို့ထားတော့ဗီဇာမပေးအဲ့ဆိုတော့သူတို့တာသမီတွေလည်းသွားလို့မရအောင် Mom, အဲ့ဒါကြောင့်မို့လို့ that church over there has baptized. ပါခါတည်းမှမကြည့်ပါနည်းနည်းလေးပြောလိုက်နည်းနည်းလေးပဲပြောမယ်နိုင်မပြော Yeah. ဆိုတော့အဲ့ဒီဒီစစ်အုပ်စုရဲ့ဒီတခိုးတွေပေါ့စက်ခလုံးတွေနဲ့ပေါင်းပြီးတော့ဖြစ်လာတယ်ဒီချက်ဖော့ကလူကြီးတော်မှာသူတို့သားသမီးတွေဆိုရင်လည်းတခါကရေးယူပိတ်ဆို့ထားတယ်သူတို့ဟိုဟာတွေရောပေါ့တကယ်ဆိုရင်သူတို့လာတယ်ဆိုတာသူတို့လိန်ပြီးတော့လာတကယ်စိတ်မှန်ဆိုရင်သူတို့မရဘူး။ဘာကြောင့်လဲမရလဲဆိုတော့ကျွန်မ2015နဲ့2016 US ကိုနှစ်ကြိမ်လာတော့ပထမတစ်ခေါက်ဗီဇာလျှောက်တာပထမ International Leadership Program တန်ယုံကဟိတ်လို့လာတာတန်ယုံကအမည်စရင်းတင်ပြီးတော့မှမြို့သမီးလူခွင့်ရေးတက်ကြွလှုပ်ရှားသူတွေကိုကဖိတ်တာပေါ့နော်ဖိတ်တာတော့တခြား program တွေလည်းရှိပါတယ်သူက leadership ပေါ့ဆိုတော့ International leadership program ကိုသူတို့စီကိုလာတဲ့အခါကျတော့သူတို့ဗီဇာပေးတာတော့မှသူတို့ရဲ့ process ကိုဖြတ်ရတယ်ဘယ်လိုဖြတ်ရလဲဆိုတော့ခုနကကျွန်မပြောတယ်ဒီဗီဇာတွေ interview လုပ်တဲ့အခါကျရင်သူတို့ရဲ့ history တွေသမိုင်းတွေပဲတော့အကုန်ဖြည့်ရတယ်ဒီမဲ့မျိုးတော့လဲစိတ်ကိုစူပါကြတယ်ကိုရဲ့မပြောကျွန်မတော့မှအဲ့လိုဗီဇာသွားလျှောက်တော့မအားဘူးလို့မအားဘူးပေါ့နော်မရလို့များတယ်လို့အဲဆိုတော့သူတို့ကခဏပဲလာပေးပါတဲ့ဘာလို့ဆိုတော့ appointment visa ယူရတာ visa မယူခင်အရင် information online မှာဖြည့်ရတာအများကြီးပဲမျက်နှာပေါင်းတော့မှဘယ်တော့လဲမသိဘူးနိုင်တော့မှတစ်နိုင်ပြီးတာမဟုတ်ဘူးငါ6နိုင်9နိုင်ကြာဖြည့်ရတဲ့ခါကျတော့အဲ့ဒီ information တွေမအား
ဘူးလို့ပြောတာအဲ့လေအမဒီတန်ရုံးရဲ့စကော့လက်ထက်ပေါ့လေကျမကိုထောက်ခံချက်ပေးတာစကော့ပေါ့တန်မိုင်စကော့ပေါ့စကော့လက်ထက်အဲ့ဒီမှာ Portugal officer ကဒဝဲဘက်ကိုလာတယ်လာပြီးတော့မှဒီဒဝဲရင်းနဲ့စိတ်ကန်းနဲ့ပတ်သက်ပြီးတော့မှဒီစီးပွားရေးတရားမျှတမှုမရှိတဲ့ဟာဒေသခံပြည်သူလူထုစီမှာမြေတွေမတရားသိမ်းစီးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူတို့လာပြီးတော့လေ့လာတဲ့ခါကျတော့အမှကျွန်မလိုက်ပို့တာပေါ့နော်လိုက်ပို့ပြီးတော့သူတို့ကတကယ်ဆိုသူတို့စီမှာဘာသာပြန်ပါတယ်ဒါပေမဲ့သူတို့ကကျွန်မဘာသာပြန်ခိုင်းတယ်ဘာကြောင့်ဆိုတော့သူတို့ကအဲ့ဒီလပုလက်ဒဝဲဒေသကသူတို့ကရှေးကြတဲ့ဒဝဲတွေပေါ့လေတချို့စကားတွေဆိုရင်သူတို့ကနည်းလေးပြတ်မှကျွန်တော်တို့နားလေအရန်ကိုဟိုဖြစ်တယ်ရှော့ကကိုလိုက်တယ်သူတို့ကမြန်လဲမြန်တယ်ဟိုသူတို့ဒေသစကားပေါ့နော်ဒဝဲထဲမှာတော့မှသူကဒေသစကားကတိတဲ့လူတွေပဲတိတယ်ကျွန်တော်တို့တော့မှအဲ့ဒီဒေသကိုသွားနေတာကြာတဲ့ခါကျတော့ရင်းပြီးသွားတဲ့ခါကျတော့တိတာအဲ့လိုဆိုတော့ဒီဒဝဲတော့ဖြစ်အဲ့ဒီလပုလက်ပေါ့ဒါပေမဲ့အဲ့ဒါလပုလက်ဆိုတာဗမာတန်နဲ့ခေါ်တာဒဝဲတန်နဲ့ကဘူးလဲပေါ့နော်ဘူးလဲဆိုတော့နာမည်ကြီးတယ်ဒဝဲမာတာမဒဝဲခံတဲ့မာတာမအဲ့ဒီကလူတွေအတွက်ဆိုရင်သူကနာမည်ကြီးတယ်အဲ့လိုမျိုးရှေးဟောင်းသမိုင်းဝင်ရင်ချင်းမှုအဲ့လိုမျိုးဗုဒ္ဓခြေရတော်တို့အဲ့လိုမျိုးဆိုတော့ဟိုကျွဲမင်းတို့ဘာလို့အဲ့လိုမျိုးသမိုင်းဝင်နဲ့ပတ်သက်ပြီးတော့မှအဲ့ဘာတွေရှိတာထင်ကြရလို့ရှိတာရှေးလဲကြတယ်ရိုးလဲရိုးတယ်ပေါ့လေအဲ့လိုမျိုးဆိုတော့ကျွန်မခေါ်တာဒေတာခံကိုလိုတယ်အထူးသဖြင့်ဒီလိုမျိုးဒီ process တွေကိုပြီးနေတယ်လို့နားလည်နေတဲ့လူဘာသာပြန်ခိုင်းတယ်ဆိုတာလေကျွန်မကတကယ်ဆိုပထမဘာသာပြန်ဖို့လိုက်သွားတာပေါ့ပွားဖို့ပဲပေါ့နော်လိုက်ဖို့မယ်ပေါ့လိုက်ဖို့မယ်ဒီလိုဘာသာပြန်ခိုင်းပေါ့လေတို့လူငယ်တွေတို့လာအဲ့လိုပြောတယ်ဒါပေမဲ့သူတို့ကတော့ကျွန်မဘာသာပြန်ခိုင်းတော့ကျွန်မအဲ့ဒီမှာလုံးတစ်ခုလုံးရတဲ့ပုံစံမျိုးဖြစ်တာပေါ့နော်တစ်ချိန်တည်းမှာလိုက်တက်ရတယ်တစ်ချိန်တည်းမှာကိုယ့်ရဲ့ rule က translation ပေါ့အဲ့တော့သွားတဲ့ခါကျတော့သူတို့လည်းပြန်ပြီးတဲ့နောက်မှာကျွန်မတို့သဘောကျပုံကြတယ်အဲ့နဲ့သူတို့ကဗာလဲဒီသူတို့နိုင်ငံကိုဟိုပေါ့နော်ဒီနိုင်ငံတော်အသက်ပေါ့လေအဲ့ဒါဟိုပါပေါ့ professional leadership နဲ့ပတ်သက်ပြီးတော့မှဖိတ်ချင်တယ်ပေါ့သူတို့က international visiting leadership program လို့ခေါ်တယ်သူတို့ခေါ်တာ IVLP ပေါ့နော်အဲ့ဖိတ်ချင်တယ်ပေါ့သွားဖို့ပြောတော့သူများတယ်ဆိုတော့ yes ချက်ချင်းဖြေမှာပေါ့နော်ဘာလို့ဆိုတော့အမေရိကန်နိုင်ငံမျိုးကိုလာရတာကဟိုဖြစ်တယ်လေဘယ်လိုပြောမလဲဟိုလူတိုင်းကဒါကဘာမှနာမည်ကြီးတဲ့နိုင်ငံကိုဒါပေမဲ့ကျမတို့ကြတော့တစ်ချိန်မဟုတ်တစ်ချိန်ကတော့သွားဖြစ်မှာပဲဆိုတာကိုရီးယားသိပြီးသားဘာဖြစ်လို့ဆိုတော့ရန်ကုန်မှာလောက်တဲ့ဒီNLD ဆိုရလက်ထက်မှာဟို21ရာစုညီလာခံပင်လို့လောက်တဲ့ခါကြတော့ပင်လို့ညီလာခံမှာကျမတို့ကလည်းမြို့သမီးစုဖက်နေနဲ့women peace security ဆိုပြီးတော့မှမြို့သမီးငြိမ်းချမ်းရေးနဲ့လုံခြုံရေးအာဂျင်ဒါပေါ့လေနော်အဲ့ဒါဒီနိုင်ငံတကာလူခွင့်ရေးနဲ့ပတ်သက်ပြီးတော့မှလောက်တာပေါ့အဲ့ဒီခါကျတော့ကျမတို့ကဒီဟာနဲ့ပတ်သက်ပြီးတော့ဟိုလိုက်ပါနေတဲ့ခါကျတော့ facilitator လည်းဖြစ်တဲ့တချို့တဲ့အချိန်တည်းမှာ resource person လည်းဖြစ်တယ်ပေါ့နော်အဲ့ဒီဟိုရဲ့မြို့သမီးတွေဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာပါဝင်မှုကိုလည်းတောက်လျှောက်ဟိုအားပေးတောင်းဆို advocate လုပ်တာပေါ့နော်တစ်ချိန်တည်းမှာလည်းကိုလည်းစွမ်းရည်မြင့်တင်လုပ်တယ်သူများကိုလည်းစွမ်းရည်မြင့်တင်ပြန်လုပ်တယ် capacity building ဒီ share ရတဲ့အချိန်အဲ့ဒါတွေလုပ်နေတဲ့ခါကျတော့တန်ရုံးကအများအားဖိတ်တယ်တလက်တစ်ချိန်စီဝဲသူတို့တွေ့တဲ့ဟာလုပ်တယ်ဒါပေမဲ့ကိုကတဝဲလို့ဆိုရင်အများအားမလာနိုင်ဘူးသူတို့ခေါ်တိုင်းဟိုဟာ3လလောက်မှရန်ကုန်သွားဖို့ခရီးကြုံမှအစည်းဝေးရန်ကုန်စည်းဝေးနဲ့ကြုံမှသွားတက်ရတဲ့ဟာတွေဖြစ်တယ်အဲ့လိုမျိုးဆိုတော့ဟိုလည်းမအားဘူးဆိုတော့အဲ့လိုမျိုးတွေပါတယ်နောက်တစ်ခါသူတို့ရဲ့စည်းဝေးက2နာရီလောက်ပဲလုပ်တယ်တစ်ခါကျရင်ထီးထေပေါ်ပေါ့လေညနေပိုင်းပေါ့တစ်ခါကျရင် dinner ခေါ်တယ်သူတို့တစ်ခါကျရင်lunch ပေါ့ lunch meeting ဆိုတော့သူကခေါ်တယ်အဲ့ဆိုတော့ဟိုဘန်ကောက်ကနိုင်ငံတကာ relation officer တို့ political officer တို့ economic officer တို့အဲ့လိုမျိုး peace နဲ့ပတ်သက်ပြီးတော့ peace process ကိုမြန်မာနိုင်ငံရဲ့မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်ပေါ့အကုန်လုံးကတကဘာလုံးကဟိုစိတ်ဝင်စားတယ်စိတ်ဝင်စားပြီးတော့သူတစ်ဖြစ်ဒီအာဆီယံရှစ်တောင်အာရှအပြင်အေရှားထဲမှာဒီ regional ပေါ့လေ Asia Pacific ပေါ့သူတို့ခေါ်တာတော့အာရှတိုင်းတစ်ခုတည်းပေါ့ Asia Pacific ထဲမှာမြန်မာနိုင်ငံကဒီစစ်ဖြစ်တဲ့ဟာက
ရှေ့ဆုံးဖြစ်တဲ့နိုင်ငံတစ်သက်လုံးစစ်ဖြစ်လာတဲ့နိုင်ငံပြည်တွင်းစစ်မီးတောက်ခဲ့တာရှေ့ဆုံးနိုင်ငံဆိုတော့ဒီလိုပြပြပြောင်းလဲရေးအရသာဆိုရရလာပြီးတော့မှဒီလိုညီချမ်းရေးဆွေးနွေးပွဲဖြစ်ပွဲညီလာခံမှာကုလသမဂ္ဂတွင်မူချုပ်ဘန်ကီမောကိုတိုင်လာတက်ရတဲ့ကိစ္စအဲ့လိုမျိုးတွေဆိုတော့ပြီးတော့နိုင်ငံရဲ့အဓိပတိခေါင်းဆောင်ဆိုရင်လည်းဒေါ်ဆန်းစုကြည်ဆိုတော့ပြည်ရမှာလာအဲ့လိုမျိုးဆိုတော့မျိုးသမီးဥဆောင်တဲ့ညီချမ်းရေးဖြစ်စဉ်ပေါ့နော်အဲ့လိုမျိုးဆိုတော့လူတွေကကျွန်တော်ဘာတော့စိတ်ဝင်စားတဲ့ခါကျတော့အဲ့မှာသွားတဲ့ခါကျတော့ကျမကအဲ့ဒီ process မှာပါတော့ဖိတ်တာပေါ့လေဆိုလို့ပထမမူရင်းစကားကိုပြန်ပြီးတော့ပြောရမယ်ဆိုတော့ဒီနိုင်ငံတကာသူတဲ့ပြတော့ဒီ American တန်ရောဖိတ်တဲ့ခါကျတော့ American တန်ရောမှာဗီဇာသွားလျှောက်တဲ့ခါကျတော့အဲ့ဒီဗီဇာလျှောက်တာကြို appointment မှာတော့ဖြီးထားတာအများရှိသေးတယ်ဒါပေမဲ့သူတို့အဲ့ဒီမှာသူတို့မေကွန်တွေမေးတယ်မေကွန်တွေမေးပြီးတော့မှသူတို့ကတော့လွတ်ထော်လို့နေရလို့ရတာပေါ့နော်ဒါပေမဲ့ကျမကိုချက်ချင်းပဲမေကွန်လေးခုတော့မေးလိုက်တယ်ဒါပေမဲ့ Do this quick. ဒူဒါခွေမေကွန်လေးခုမေးတယ်မေကွန်လေးခုပြီးတော့ကျမ yes or no ပဲဖြေတယ်ကျမမေကွန်အရင်မြန်တယ်အဲ့လိုဆိုတော့အဲ့ဒါပါ anyway အမရောက်ပါပြီတသားဟိုမှာတော့ပေါ့ဒါ you are hungry all the time baby မမီပြောတာပဲဘလာကင်စားပါလို့အဲ့ဒါကြောင့်မို့လို့ဒီနိုင်ငံတကာကဒီ EU ကဖြစ်ဥရောပဖြစ်တိုးတက်တဲ့နိုင်ငံတွေကဒီစစ်ဘုံချုပ်သားသမီးတွေကို Do that noodle? ဖယ်ထားတယ်ဆိုတာအိမ်မှာရှိတယ်ဒါရှာခါဆိုလည်းရှိတယ် No, I want to eat the black noodle. ငါ black noodle မဝယ်ရတယ်ခုသွားရင်သွားဝယ်မယ်တော်တယ်ဒီတော့ခေါ်သွား I want that ပြန်တော့မယ်လို့တော့ခေါ် noodle. အဲ့လိုဆိုတော့သူတို့ကိုဖယ်ထားတာလူရမသွင်းဘူးစစ်ကောင်စီတွေကို If they had noodle, I'm gonna bring. I'm Hold on, gonna eat in there. one more before I close the video ဆိုတော့ပြန်ပြီးတော့ပြန်မယ်ဆိုဥစောစောတို့ကလူရမဝင်ခဲ့ဘူးတစ်သက်လုံး NLD လက်ထက်ဦးသက်စိန်လက်ထက်ရောက်မှသူနည်းနည်းလူရဝင်လာတယ်အဲ့ဒီအချိန်မှာ live လုပ်လိုက်ပြီး subscription ပေါ့နော် subscription လုံး live လုပ်လိုက်တယ်ဆိုတော့ तू ကဘက်မှာလူရသွားဝင်သွားလဲဆိုတော့ဘောလုံးဥက္ကဋ္ဌလုပ်တဲ့ခါကျတော့ तू ခရီးသွားရတော့မှလေနိုင်ငံတကာကလည်းအဲ့ဒီဟာကိုဖြစ်တာပေါ့အဲ့ဒါနဲ့ तू နောက်ပိုင်းမှာ तू သူ့အကြောင်း तू ကောင်းကြောင်းတွေပြောတာပေါ့သူ့ကြောင့်သူကောင်းကြောင်းတွေပြောတာရင်တော့သူ့ကိုဆက်ရှင်လောက်ထားတယ်ပေါ့လေဘာကြောင့်ဆိုတော့သူအေဟိုပါလဲအေယဝဒီမဘက်မှာဒီနာဂိမို့တိုင်းမှာသူသွားလှူတာဒီစစ်ဘုံချုပ်တဲ့နဲ့တူသွားလှူတာပေါ့လေနိုင်ငံကလူတွေနဲ့စစ်ဆိုးရကလက်ထက်တော့ကလူတွေနဲ့အရင်ဆိုးရလက်ထက်တော့ကလူတွေနဲ့စစ်ဆိုးရတော့မှသူပြောရပါအောင်အရင်ဆိုးရပေါ့ပြောလိုက်သူတော့စစ်ဆိုးရလို့ခေါ်မဲ့အစားရင်ဆိုးရလို့သူတော့မြဲခေါ်လေးရှိတယ်ဘာလို့ဆိုတော့ရတာဆိုရလက်ထက်အမှာဆိုကျွန်မတို့ရတာဆိုရလက်ထက်စစ်ဆိုရလက်ထက်ဒါရှိတရားကျွန်မတို့ခေါ်တာလေအမှသူတို့ခေါ်မရဲဘူးအရင်ဆိုရလက်ထက်ပေါ့အရင်ဆိုရလက်ထက်မှာတော့ကျွန်တော်ကအဲ့လိုမျိုး AWD ဘက်မှာဒီဆိုရမင်းကြီးတွေကိုအဲ့ဒီလူတွေနဲ့တူသွားလှူတဲ့ခါကျတော့ကျွန်တော်ဓာတ်ပုံကပါသွားတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကဒီရေးယူပိတ်ဆက်ခွက် subscription ခံရတယ်ပေါ့လေအခုတော့ဒီလိုမျိုးရေးယူပိတ်ဆက်မှုကိုဖြေလျှော့ပေးလိုက်ပြီဆိုတော့ကျွန်တော်သားသမီးတွေကနိုင်ငံတကာကိုသွားလို့ရတယ်ပေါ့သွားလို့ရပြီပေါ့နော်ဆိုတော့ကျွန်တော်ဘဝမှာကျွန်တော်လိုချင်ဆုံးကျွန်တော်မိသားစုအတွက်ကျွန်တော်သားသမီးတွေအတွက်ကျွန်တော်လိုဆုံးဟာအဲ့ဒါပဲတဲ့အဲ့လိုဆိုတော့ဒေါ်ဆန်းစုကြည်ပြောတဲ့စကားရမ်းကုန်မှန်တာသိလားပစ္စံတစ်ခုတည်းရှိပြီးတော့ကြံတဲ့ဟာကုန်သိခါမရှိဘဲနဲ့ဘာလို့မှလဲဆိုတော့အဲ့ဒါပဲလူတွေကပစ္စံရှိအကုန်ရပြီထင်နေတာပစ္စံရှိတိုင်းမရဘူးသွားလိုက်ပြီလားဘာဦးမျိုးသွားပို့တာလားဟာလားဘာဖြစ်ဘာဦးမျိုးသွားပို့လိုက်ပြီလားNoodle. Eba, tata. Okay, ba, now video must have your man. We have to buy. Personal time to the family time to the. We have to buy. Tata. Everything is about politics, by share.